တင်တဲ့အလှမယ်ကတော့ကျွန်တော်တို့ Bigo Live မှာကျွန်တော်တို့ voting အများဆုံးရရှိတဲ့အလှမယ်ကကျွန်တော်ကြိုတင်ပြီးတော့ကြီးညာထားတဲ့အတိုင်းပဲ top 6 finalist ကို automatically ဝင်ရောက်တာဖြစ်ပါတယ် voting အများဆုံးနဲ့အတူ Bigo Live မှာ voting အများဆုံးနဲ့အတူ Miss Universe မြန်မာ2025 Grand Final Competition ရဲ့ top 6 finalist ကိုပထမဦးဆုံးဝင်ရောက်လာတဲ့လှမယ် Michina! Top 6 finalist single 2 T Yam Yam. ဝင်ရောက်လာတဲ့လှမယ် Mix Universe Michina Top 6 finalist ကို3ဦးမြောက်ဝင်ရောက်လာတဲ့အလှပဲစစ်ထွေး Top 6 finalist ကို3ဦးကြေညာပြီးတော့ပါပြီ။နောက်ထပ်3ဦးပဲကျန်ပါတယ်။ Top 6 finalist ကို4ဦးမြောက်ဝင်ရောက်လာတဲ့အလှမယ်ကတော့ Mix Universe